ထိုင်းရွှေစီကတော့ဒီနေ့မှာ900တက်နဲ့ဈေးပိတ်သွားပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က2ရက်နေ့တက်လာပိုင်း2026ခုနှစ်ညနေပိုင်းထိုင်းရွှေစီကတော့900တက်ပါတယ်96.500ခင်းလို့ရှိတဲ့ထိုင်းရွှေအခဲစီထိုင်းကရောင်းနေစီက65,250ထိုင်းရွှေခရပတ်သားကိုဘန်ကောက်ထဲမှာလက်က150ရှိပါတယ်လက်က BSC ထိုင်းရွှေခရပတ်သားကို65,400နဲ့ပေါက်ဈေးရှိပါတယ်ဒီနေ့ထိုင်းရွှေအခဲတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မဖြတ်ပဲ65,150နဲ့ပြန်ပြီးတော့လက်ခံမှာပါ96.500ခင်းလို့ရှိတဲ့ထိုင်းရွှေလက်ဝတ်ရနာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေစီက66,650လက်ဝတ်ရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ရှိနိုင်ပြီးတော့မိဝယ်တဲ့အထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးလက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝတ်ရနာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတစ်ပတ်သားကို900ခင်းလုံးဖြတ်အောင်မှာဖြစ်ပါတယ်900ခင်းလုံးဖြတ်ပြီးတဲ့ပြင်ကိုတစ်ပတ်သားကို61,800ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4,389နဲ့ထိုင်းရွှေစီကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှငွေ31.39နဲ့ထိုင်းရွှေစီကိုတွက်ထားတာဖြစ်ပါတယ်69လမှ9ရှိတဲ့ရွှေအခဲတစ်ပတ်သားကိုဆိုင်ကရောင်းနေစီက69,640ဆိုင်ကလက်ခံနေစီက69,585ဘတ်ဒီနေ့မှာတော့ထိုင်းရွှေစီကအတက်ဈေးနဲ့ရှိတာဖြစ်ပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့ရွှေအတုံးကိုပဲဝယ်စုထားကြပါလို့ကြံပြုချင်ပါတယ်ရွှေအတုံးကလက်ဝတ်ရတနာနဲ့စာရင်လက်ခဈေးနှုန်းကအများကြီးကိုတက်တာဖြစ်ပါတယ်ထိုင်းရွှေငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ဘေးရှင်းနိုင်ကြပါစေ